အစ္စလမ်ဘာသာကိုတည်ထောင်ခဲ့တဲ့မူဟာမက်နဲ့ယေရှုရဲ့ခြားနားချက်တချို့ကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။အခုကျွန်တော်ပြောပြမယ့်အချက်အလက်တွေဟာအစ္စလမ်ဘာသာဝင်များရဲ့ကိုရန်ကျမ်းနဲ့ဘုရားခင်နှုတ်ကပတ်တော်တမန်ကျမ်းစာထဲကအချက်အလက်တွေဖြစ်ပါတယ်။နံပါတ်1အချက်မူဟာမက်ကသူဟာလူသားတဦးပဲလို့ဆိုပါတယ်။ယေရှုကတော့ငါမူကားအထက်သားဖြစ်၏လောကီသားမဟုတ်ငါသည်ငါခမဲတော်နဲ့တလုံးတဝါတီဖြစ်သည်ဟုမိန့်တော်မူပါတယ်။နံပါတ်2အချက်မူဟာမက်နဲ့ပတ်သက်ပြီးတမန်ကျမ်းစာမှာကြိုတင်ဖော်ပြချက်ဘာတစ်ခုမှမရှိဘူး။ယေရှုအကြောင်းနဲ့ပတ်သက်ပြီးတမန်ကျမ်းစာမှာပြည့်နှက်နေပါတယ်။ယေရှုဖွားမြင်တော်မူမဲ့အကြောင်းပြုတော်မူမဲ့အမှုအများအသေးခံမဲ့အကြောင်းနဲ့သေခြင်းကနေထမြောက်တော်မူမဲ့အကြောင်းစသဖြင့်တမန်ကျမ်းစာမှာကြိုတင်ပြောပြထားပါတယ်။နံပါတ်3မူဟာမက်ဟာအပြိုကညာကနေမွေးဖွားတဲ့သူမဟုတ်ဘူးယေရှုကတော့အပြိုကညာကနေတန့်ရှင်းစွာဖွားမြင်တဲ့သူဖြစ်ပါတယ်နံပါတ်4အချက်အလာကိုယ်တိုင်ကမူဟာမက်ကိုအပြစ်သားလို့ဆိုပါတယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆူရာ40အခန်းငယ်55 48အခန်းငယ်1နဲ့2တို့မှာဖော်ပြထားပါတယ်ယေရှုကတော့အပြစ်နဲ့ကင်းစင်သောဖယားသခင်သားတော်ဖြစ်ပါတယ်နံပါတ်5အချက်မူဟာမက်ကသူဟာဖယားသခင်စေလွတ်ရွေးကောက်ထားတဲ့ပရောဖက်ဒါမှမဟုတ်တမန်တော်ဖြစ်တဲ့အကြောင်းကိုပြသဖို့အံ့ဘွယ်အမှုများကိုမပြုလုပ်နိုင်တဲ့အကြောင်းသူကိုယ်တိုင်ဝန်ခံခဲ့ပါတယ်ယေရှုကတော့မိမိဟာခမဲတော်ဖယားခင်စေလွတ်တော်မူသောကယ်တင်ရှင်မေရှိယဖြစ်တဲ့အကြောင်းတေလွန်သောသူတို့ကိုရှင်ပြန်ထမြောက်စေခြင်းအနာရောဂါတဲ့များကိုကြားမှာပကတိဖြစ်စေခြင်းတဘာဝလိုအမှုများကိုပြုလုပ်ခြင်းဖြင့်သက်သေပြနိုင်ခဲ့ပါတယ်နံပါတ်6မူဟာမက်ကသူ့ရဲ့ရန်သူများနဲ့သူနဲ့သဘောထားကွဲလွဲတဲ့သူတိုင်းကိုတပ်ဖြတ်ခဲ့တယ်ယေရှုကတော့တင်တို့ဤရန်သူတို့ကိုချစ်ကြလော့တင်တို့ကိုကြိမ်ဆဲသောသူတို့အားမေတ္တာပို့ကြလော့တင်တို့ကိုမုန်းသောသူတို့အားကျေးဇူးပြုကြလော့တင်တို့ကိုနှောက်ယှက်ညှင်းဆဲသောသူတို့အဖို့ဖယားသခင်ကိုဆုတောင်းကြလောလို့တွင်တင်တော်မူပါတယ်သူ့ကိုကယ်တင်ရှင်မေရှိယအဖြစ်ယုံကြည်လက်ခံတဲ့သူတိုင်းကိုကယ်တင်မှုဂတိပေးတော်မူပါတယ်နံပါတ်9အချက်မူဟာမက်ကအစ္စလမ်မယုံကြည်တဲ့သူတို့ရဲ့ပစ္စည်းဥစ္စာများကိုခိုးခွင့်ပြုထားတယ်ယေရှုကတော့သူ့ဥစ္စာကိုမခိုးနဲ့လို့တွင်တင်တော်မူပါတယ်နံပါတ်10အချက်မူဟာမက်ကသူ့ကိုစော်ကားတဲ့သူတို့ကိုတတ်ပစ်တယ်ယေရှုကတော့ခွင့်လွှတ်ခြင်းတရားကိုတွင်တင်ဟောကြားတော်မူပြီးသူ့ကိုစော်ကားတဲ့သူတို့ကိုလက်ဖြားနဲ့တောင်မထိဘူးနံပါတ်9အချက်မူဟာမက်ကအစ္စလမ်ကိုညှင်းပယ်တဲ့သူတို့ကိုအလ္လာဟ်မချစ်ဘူးလို့ဆိုပါတယ်ယေရှုကတော့လောကီသားတို့ကိုဖယားခင်ချစ်တော်မူ၏လို့တွင်တင်တော်မူပါတယ်နံပါတ်10မူဟာမက်ကမိန်းမ17ယောက်ယူထားတဲ့အပြင်လိန်ကျုံများကိုထားရှိတယ်ယေရှုကတော့မိန်းမတစ်ယောက်မှမယူဘူးနံပါတ်17အချက်မူဟာမက်ကအသက်9နှစ်အရွယ်မိန်းကလေးနဲ့အိပ်ခဲ့တယ်ယေရှုကတော့ကလေးအရွယ်မိန်းကလေးနဲ့တစ်ခါမှမအိပ်ဘူး12အချက်မူဟာမက်ကမိန်းမများကိုမရိန်းကျင့်ဖို့နဲ့ဂျုံပြုတ်ဖို့သူ့လူတွေကိုအားပေးတယ်ယေရှုကတော့မိန်းမများကိုမရိန်းကျင့်ဖို့နဲ့ဂျုံပြုတ်ဖို့ဘယ်သောအခါမှမတွင်တင်ဘူးအာမပေးဘူးနံပါတ်73မူဟာမက်ရဲ့နောက်ဆုံးစကားကတော့ Oh Lord perish the Jews and Christians ဂျူးလူမျိုးများနဲ့ခရစ်ယာန်များကိုပျက်စီးစေပါလို့ဆုတောင်းခဲ့တယ်ယေရှုကတော့သူ့ကိုနေအမျိုးမျိုးနဲ့ချိန်ဆတဲ့သူညှင်းပန်းနှိပ်စက်တဲ့သူကားစင်တင်တဲ့သူတို့ကိုအိုးအဘသူတို့အပြစ်ကိုလွတ်တော်မူပါသူတို့ဒီကိုပြုသောအမှုကိုမသိကြလို့ခမဲတော်ထံမှာဆုတောင်းပေးတယ်နံပါတ်14အချက်မူဟာမက်တေသွားပြီးတင်းကြိုင်တွင်းမှာပဲရှိတယ်လို့ဆိုကြပါတယ်ယေရှုကတော့3ရက်မြောက်သောနေ့မှာသေခြင်းကနေထမြောက်တော်မူပြီးကောင်းကင်နိုင်ငံခမဲတော်ဖခင်ရဲ့လက်ရာတော်ဘက်မှာရှိနေတယ်မူဟာမက်နဲ့ခရစ်တော်ရဲ့ခြားနားချက်တွေကိုကြည့်ခြင်းအပြင်မူဟာမက်ဟာဖခင်သခင်ထာဝရဘုရားစေလွတ်တော်မူသောတမန်တော်ဖြစ်နိုင်မလား
မတဲခရင်ကြအခိုင်ခုနှစ်အခန်းငယ်15မှာသခင်ယေရှုကပရောဖက်အတုနောက်တနေ့အဖြစ်တမန်တော်အတုများနဲ့ပတ်သက်ပြီးတော့အခုလိုကြိုတင်တတိပေးထားပါတယ်မတဲအခိုင်ခုနှစ်အခန်းငယ်15မှာသခင်ယေရှုကအတွင်း၌ကြမ်းတမ်းသောတောခွေးဖြစ်လျက်တိုးရည်ကိုခြုံ၍တင်တို့ရှိရာသို့လာသောမိစ္ဆာပရောဖက်တို့ကိုတတိနှင့်ရှောင်ကြလော့အခန်းငယ်16မှာပရောဖက်အတုတမန်တော်အတုကိုကျွန်တော်တို့သိနိုင်တဲ့နိလန်းကိုသခင်ယေရှုကအခုလိုပြောပြတော်မူပါတယ်ထိုသူတို့၏အကျင့်ကိုထောက်၍သူတို့၏သဘောကိုသိကြလိမ့်မည်မုဟာမက်ရဲ့အကျင့်ကိုကြည်ချင်းဖြင့်သူဟာဖယားသခင်တမန်တော်ဟုတ်မဟုတ်ကိုကျွန်တော်တို့သိရမှာဖြစ်တယ်ရှေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့မုဟာမက်ရဲ့အကျင့်တချို့ကိုပြန်ကြည့်ရင်မုဟာမက်ကသူနဲ့သဘောထားကွဲလွဲတဲ့သူကိုစော်ကားတဲ့သူတိုင်းကိုတတ်ပစ်တယ်ဖယားသခင်တမန်တော်အစစ်အမှန်တို့ကသူတို့နဲ့သဘောထားကွဲတဲ့သူနဲ့သူတို့ကိုစော်ကားတဲ့သူကိုမတတ်ဘူးမိမ17ယောက်ယူထားတဲ့မုဟာမက်အသက်မပြည့်သေးတဲ့9နှစ်အရွယ်အိုင်ရှာဆိုတဲ့မိန်းကလေးကိုမိမအဖြစ်ယူထားပြီးတော့လိန်ဆက်ဆန်တဲ့မုဟာမက်အမျိုးသမီးများကိုမရိန်ကျင့်မှုကြုံပြုဖို့တွင်တင်တဲ့မုဟာမက်ဂျူးလူမျိုးများနဲ့ခရစ်ယာန်များကိုဖျက်ဆီးပစ်ဖို့ဆုတောင်းတဲ့မုဟာမက်ဟာဖယားသခင်တမန်တော်လုံးဝမဖြစ်နိုင်ဘူးဆိုတာအုံနောက်ရှိတဲ့လူတိုင်းသိနိုင်မှာပါမုဟာမက်ဟာဖယားသခင်တမန်တော်လုံးဝမဖြစ်နိုင်တဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့မုဟာမက်ဟာဖယားသခင်လူမျိုးတော်ဖြစ်တဲ့ဣတီလလူမျိုးနောက်တနည်းအားဖြင့်ဂျူးလူမျိုးမဟုတ်ဘူးဖယားသခင်ကဂျူးလူမျိုးမဟုတ်တဲ့သူကိုမိမိရဲ့ပရောဖက်ဒါမှမဟုတ်တမန်တော်အဖြစ်မရွေးကောက်ဘူးဓမ္မဟောင်းနဲ့ဓမ္မသစ်ကာလမှာဖယားသခင်ရွေးကောက်ထားတဲ့ပရောဖက်များနဲ့တမန်တော်တို့ဟာဂျူးလူမျိုးတွေတဲကပဲဖြစ်ပါတယ်အခြားလူမျိုးတဲကမရွေးကောက်ဘူးမုဟာမက်ဟာဂျူးလူမျိုးမဟုတ်တဲ့အတွက်ဖယားသခင်ရွေးကောက်ထားတဲ့တမန်တော်လုံးဝမဖြစ်နိုင်ဘူးဖယားသခင်ရွေးကောက်တော်မူသောဓမ္မဟောင်းကာလရဲ့နောက်ဆုံးသောပရောဖက်ဟာမုဟာမက်မဟုတ်ဘူးဗတ္တိဇံဆရာယောဟန်ဖြစ်တဲ့အကြောင်းလုကာအခန်း16အငယ်16မှာအာတိအလင်းဖော်ပြထားပါတယ်ဓမ္မသစ်ကာလမှာဆိုရင်ခရစ်တော်ရဲ့တမန်တော်12ပါးတို့ဟာဖယားသခင်ရွေးကောက်ထားတဲ့တမန်တော်တွေဖြစ်ကြပါတယ်ယေရှုခရစ်တော်ရဲ့တမန်တော်12ပါးတို့ရဲ့နာမည်တို့ကိုလည်းကောင်းကင်နိုင်ငံတော်ရဲ့မြို့ရိုးအောက်မြစ်12ခုအပေါ်မှာရေးထားတဲ့အကြောင်းဗျာဒိတ်ကျမ်းအခန်းကြီး21အခန်းငယ်14မှာအတိအလင်းပြောထားပါတယ်တမန်တော်12ပါးဖြစ်ကြတဲ့ပေတရုနဲ့အိန္ဒြူယာကုပ်နဲ့ယောဟန်မဿဲဖိလိပ္ပုဘာတောလမဲသောမအာလဖဲဤသားယာကုပ်နဲ့တဒဲရှိမုန်မတိစတဲ့တမန်တော်12ပါးတို့ရဲ့နာမည်တို့ကိုကောင်းကင်နိုင်ငံတော်ရဲ့မြို့ရိုးအောက်မြစ်12ခုအပေါ်မှာရေးထားတယ်ဆိုတာတမန်တော်စရင်ပြည့်သွားပြီနောက်ထပ်တမန်တော်အသစ်ကိုဖယားသခင်မခေါ်တော့ဘူးတမန်တော်လျှောက်လွှာပိတ်လိုက်ပြီဘယ်တော့ကလဲမုဟာမက်မမွေးမီနှစ်ပေါင်း900လောက်ကလေးကဖယားသခင်တမန်တော်စရင်ပြည့်သွားပြီမုဟာမက်ကဖယားသခင်တမန်တော်ဖြစ်ချင်ရင်လည်းမရတော့ပါဘူးသူမမွေးမီနှစ်ပေါင်း900ကတည်းကတမန်တော်လျှောက်လွှာကိုဖယားသခင်အပြီးပိတ်လိုက်ပြီကျွန်တော်ထောက်ပြခဲ့တဲ့အချက်တွေကိုအချက်3ချက်နဲ့ပြန်ပြီးအတူချုပ်ပြောပြရရင်နံပါတ်1စိုးသွမ်းတဲ့မုဟာမက်ရဲ့အကျင့်စရိုက်ကိုကြည့်ချင်းဖြင့်မုဟာမက်ဟာဖယားသခင်တမန်တော်လုံးဝမဖြစ်နိုင်ပါဘူးနံပါတ်2အချက်မုဟာမက်ဟာဖယားသခင်လူမျိုးတော်ဖြစ်တဲ့ဂျူးလူမျိုးမဟုတ်တဲ့အတွက်ဖယားသခင်ရွေးကောက်တဲ့တမန်တော်လုံးဝမဖြစ်နိုင်ဘူးနံပါတ်3အချက်မုဟာမက်မမွေးမီနှစ်ပေါင်း900လောက်မှာဖယားသခင်တမန်တော်စရင်ပြည့်သွားပြီဖြစ်တဲ့အတွက်မုဟာမက်ဟာဖယားသခင်ရွေးကောက်ထားတဲ့တမန်တော်လုံးဝမဖြစ်နိုင်ပါဘူးအပြစ်ရှိတဲ့လူသားများအတွက်ငရဲကနေလွတ်မြောက်ပြီးဩ
အိုနာသေးချင်းကင်းသောကောင်းကင်နိုင်ငံတော်ကိုရောက်နိုင်တဲ့တခုတည်းသောလမ်းမှာလူစားတိအဖြစ်ကြွလာသောဖယားသခင်သားတော်ယေရှုခရစ်တော်အားဖြင့်ဖြစ်ပါတယ်အခြားနည်းလမ်းမရှိပါဘူးယောဟန်အခန်း14အငယ်6မှာယေရှုခရစ်ကိုယ်တော်တိုင်ကငါသည်လမ်းခရီးဖြစ်၏တမန်တရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုလျင်အဘယ်သူမျှခမဲတော်ထံသို့မရောက်ရလို့အတိအလဲမိန့်တော်မူပါခမဲတော်ထံသို့ဆိုတာကောင်းကင်နိုင်ငံတော်ကိုဆိုလိုတာဖြစ်တယ်အပြစ်ရှိတဲ့မိတ်ဆွေနဲ့ကျွန်တော်အတွက်ဖယားခင်သားတော်ယေရှုကဘာလုပ်ပေးတယ်လဲအပြစ်နဲ့ကင်းစင်သောဖယားခင်သားတော်ယေရှုဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တုန်းကဒီလောကမှာလူစားတိအဖြစ်ကြွလာတော်မူပြီးမိတ်ဆွေနဲ့ကျွန်တော်မလိုက်လျှောက်နိုင်တဲ့ပြည့်ညတ်တော်အားလုံးကိုလိုက်လျှောက်ပြီးကျွန်တော်တို့ကျူးလွန်တဲ့အပြစ်တွေကြောင့်လက်ဝါးကားတိုင်းမှာကျွန်တော်တို့ရဲ့ကိုယ်စားအပြစ်ဒဏ်ကိုခံပေးခဲ့ပါတယ်သူ့ကိုယုံကြည်သောသူနဲ့ယုံကြည်မဲ့သူအားလုံးရဲ့အပြစ်ကြွေးရှိသမျှကိုဆက်ပေးတဲ့အခါမှာအမှုပြီးပြီလို့မိန့်တော်မူပြီးလူစားတိခံအသက်တော်ကိုစွန့်တော်မူခဲ့ပါတယ်သူ့ကိုယုံကြည်သောသူအားလုံးရဲ့နောင်ဘဝအာမခံချက်ကိုပေးဖို့ရန်3ရက်မြောက်သောနေ့မှာတိတ်ချင်းကနေထမြောက်တော်မူပြီးမိမိအသက်ရှင်လျက်ရှိတဲ့အကြောင်းကိုတမန်တော်တို့ကိုခိုင်ခန့်သောသက်သေများကိုပြတော်မူပြီးမှတမန်တော်တို့ကသခင်ယေရှုကိုကြည့်ရှုနေကြစင်မှာကောင်းကင်နိုင်ငံတော်ကိုပြန်လည်တက်ကြွတော်မူခဲ့ပါတယ်အပြစ်ကနေနောင်တရပြီးသူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အပြစ်ယုံကြည်လက်ခံတဲ့သူတိုင်းရဲ့အပြစ်ကိုလွတ်တော်မူပြီးအိုနာသေးချင်းကင်းသောကောင်းကင်နိုင်ငံတော်မှာထာဝရဘုန်းတော်ဝင်စားရတဲ့အခွင့်ကိုပေးတော်မူကြောင်းဖယားသခင်သားတော်ယေရှုကအခုလိုအာမခံပါ၏ယောဟန်အခန်း3အခန်းငယ်16ကနေ18ဖယားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းဟာဖယားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လောကီသားတို့အားအပြစ်စီရင်ခြင်းဟာဖယားသခင်သည်သားတော်ကိုဒီလောကသို့ဆေလွတ်တော်မူသည်မဟုတ်လောကီသားတို့သည်ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်အကြောင်းဆေလွတ်တော်မူ၏သားတော်ကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်သောသူမူကားဖယားသခင်၌တပါးတည်းသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏လူစားတိအဖြစ်ကြွလာသောဖယားသခင်သားတော်ယေရှုခရစ်တော်မှတပါးအပြစ်ရှိတဲ့မိတ်ဆွေအတွက်အသေးခံပြီးသေခြင်းကနေထမြောက်တဲ့သူတယောက်မှမရှိဘူးမူဟာမက်ကအပြစ်ရှိတဲ့မိတ်ဆွေအတွက်အသေးမခံဘူးအပြစ်ရှိတဲ့မိတ်ဆွေအတွက်အသေးခံပြီးသေခြင်းကနေထမြောက်တော်မူသောတပါးတည်းသောကယ်တင်ရှင်ယေရှုခရစ်တော်ကိုသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်းမရှိသေးရင်အချိန်မနှောင်းခင်အခုယုံကြည်လက်ခံပါလို့မေတ္တာနဲ့တိုက်တွန်းခြင်းပါတယ်။ဘာကြောင့်လဲဆိုရင်24နာရီဆိုတဲ့တရက်အတွင်းမှာကဘာမှာလူ3သိန်းခွဲနေ့တိုင်းတည်တယ်။မိတ်ဆွေရဲ့အလှည့်ဟာဘယ်တော့ရောက်မလဲဆိုတာမိတ်ဆွေမသိဘူး။မိတ်ဆွေတည်ရမယ့်အလှည့်ဟာဒီညလဲဖြစ်နိုင်တယ်။ကယ်တင်ရှင်ယေရှုခရစ်တော်ကိုမရဘဲတည်သွားရင်ငရဲသွားရမှာဖြစ်တယ်ဆိုတာဖယားရဲ့နှုတ်ကပတ်တော်ရဲ့တတိပေးချက်ဖြစ်ပါတယ်။အဲတော့အပြစ်ရှိတဲ့တင့်ကိုကယ်တင်နိုင်သောတင့်ရဲ့အပြစ်ကိုဖြေလွတ်ပေးပိုင်တော်မူသောဖယားခင်သားတော်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်းမရှိသေးဘူး။အခုယုံကြည်လက်ခံမှာဘယ်လိုယုံကြည်လက်ခံရမလဲဆိုရင်တင်လုံနေကြအဖြစ်လိုက်နေတဲ့လမ်းမှားတွေကိုကြောခိုင်းပြီးကယ်တင်ရှင်ယေရှုခရစ်တော်ထံကိုရောအပြစ်ရှိတဲ့ကျွန်တော်ကိုခွင့်လွှတ်တော်မူပါအလိုတော်ရှိတဲ့အတိုင်းကျွန်တော်ကိုပြောင်းလဲစေတော်မူပါဆိုတော့ယေရှုကိုသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အပြစ်ယုံကြည်လက်ခံရင်တဲ့အပြစ်တွေဟာဘလောက်ပဲများနေပါစေဘလောက်ပဲအပြစ်ကြီးနေပါစေဂတိတော်အတိုင်းသင်ကိုခွင့်လွှတ်တော်မူမှာဖြစ်တယ်အလိုတော်ကိုနာခံနိုင်တဲ့စိတ်တဘောအသစ်ကိုပေးတော်မူမှာဖြစ်ပြီးသင်သေးတာနဲ့အိုနာသေးချင်းကင်းသောကောင်းကင်နိုင်ငံတော်မှာထာဝရဘုန်းတော်ဝင်စားရတဲ့အခွင့်ကိုအခုပေးတော်မူမှာဖြစ်ပါကြောင်းယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းဧဝံဂေလိသတင်းကောင်းကိုဝေငှလိုက်ပါလေ
အားလုံးအပေါ်မှာဖယားသခင်ကောင်းကြီးပေးပါစေ။